အမျိုးသားတယောက်ဟာတန်းခေါင်ရံအချိန်မှာသူ့ရဲ့အဝတ်အစားတွေကိုခဏလောက်ထုတ်ပြလိုက်ရုံပါပဲဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမျက်လုံးထောင်းကနေလက်မြင်လိုက်ရတာကတော့အောက်ထပ်မှာမိစ္ဆာကောင်တစ်ကောင်ရက်နေတာပါပဲအဲ့ဒီမိစ္ဆာကောင်ဟာကိုကိုကိုင်းပြီးကျွန်တော်ဘက်ကိုလက်ညှိုးထိုးနေတယ်ကျွန်တော်ဘယ်နှစ်ထပ်မှာနေတယ်လဲဆိုတာကိုရေတွက်နေပုံရတယ်ဒါကိုမြင်လိုက်ရတော့ကျွန်တော်စိတ်ထဲကနေလောင်ရလိုက်မိတယ်ဒီလောက်မြင့်တဲ့နေရာကိုသူဘလို့မှတက်မလာနိုင်ဘူးလို့တွေးမိတာပေါ့ဒါနဲ့ကျွန်တော်လည်းအတန်ကုန်ဟစ်ပြီးအောက်ထပ်ကိုလန့်អော်လိုက်တယ်ငါက1503မှာနေတာကိုတတိရှိရင်တက်လာခဲ့လေမထင်မှတ်ပဲဒီစကားကမိစ္ဆာကောင်ကိုချက်ချင်းဒေါသထွက်သွားစေခဲ့တယ်သူဟာလေကားကနေမတက်ပဲအပြင်ဘက်နံရံကိုကပ်ပြီးခုန်တက်လာတာကိုတွေးလိုက်ရတယ်မျက်စိတမိတ်အတွင်းမှာပဲကျွန်တော်ရှေ့ကိုရောက်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီလိုရုပ်ပြက်စင်ပြက်ကြောက်စရာကောင်းတဲ့မျက်နှာကိုကြည့်ပြီးကျွန်တော်နည်းနည်းလေးမှမကြောက်တဲ့အပြင်ဒီကောင်ရောက်လာတာနောက်ကျလုံးတယ်လို့တောင်ခံစားမိသေးတယ်တကယ်တော့လွန်ခဲ့တဲ့19နှစ်ကတည်းကကျွန်တော်ဒီကဘာကိုကူးပြောင်းရောက်ရှိလာခဲ့တာပါကျွန်တော်စီမှာမိစ္ဆာထင်းထင်းရဲ့အချင်းထောင်လို့ခေါ်တဲ့စနစ်တစ်ခုလည်းပါလာခဲ့တဲ့စနစ်ကိုအသက်သွင်းဖို့နဲ့မိစ္ဆာတွေကိုရှာဖွေဖို့အတွက်ကျွန်တော်ဟာအမျိုးမျိုးသောရှိုးဝက်ကျန်းစာဟောင်းတွေထဲမှာနှိမ့်ဝင်ပြီးအသေးအတန်လေးလာခဲ့တဲ့ရလက်ကတော့10နှစ်တာအချိန်တွေကုန်ဆုံးသွားခဲ့ပေမဲ့မိစ္ဆာကိုဖမ်းဆီးဖို့နေနေတာမိစ္ဆာရဲ့အရေးအယောင်ကိုတောင်မမြင်ဖူးခဲ့ဘူးတက္ကသိုလ်တက်တဲ့အထိကျွန်တော်ဟာမိစ္ဆာတကောင်ကိုမှမဖမ်းဆီးနိုင်ခဲ့သေးပါဘူးဒါပေမဲ့ဘဝကိုတော့16ရောက်ဦးမှာပဲလေဒါနဲ့ကျွန်တော်လည်းတက်ထားတဲ့ပညာရက်တွေနဲ့အချိန်ပိုင်းလုပ်တွေရှာလို့ရင်တစ်ဖက်ကလည်းထူးဆန်းတဲ့ဖြစ်ရက်တွေနဲ့ကြုံရမလားဆိုပြီးလိုက်ကြည့်နေခဲ့တယ်အဲဒီကနေတဆင့်တကယ်မိစ္ဆာတွေကိုဆွဲဆောင်နိုင်ဖို့ပေါ့အလဲ့ပြောင်းကတော့စောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာပေါ်ပေါက်လာခဲ့တယ်စောက်လုပ်ရေးလုပ်သားတချို့အလုပ်လုပ်နေရင်တကူလုံးမင်းနဲ့နေတဲ့ထူးဆန်းတဲ့ကြောက်တုံးကြီးတုံးကိုတူးဖော်မိခဲ့ကြတယ်သူတို့ဒါကိုဘယ်လိုကင်တွယ်ရမလဲဆိုတာမသိကြဘူးရှေးလူကြီးတွေပြောသလိုပဲလေရမမင်းကိုရန်ဆက်ချင်းစန်းတိုက်ဆုံးတဲ့ကိုတော့မစော်ကားနဲ့တဲ့ဒါပေမဲ့ကြောက်တုံးကိုပြန်မြုပ်ထားလိုက်ရင်လေသူတို့အလုပ်ဆက်လုပ်လို့မရတော့ဘူးလေနောက်ဆုံးတော့လုပ်ငန်းခွင်မန်နေဂျာကကျွန်တော်ကိုခေါ်လိုက်ပြီးဒါကဘာလဲဆိုတာကြည့်ပေးဖို့ပြောတယ်ဘေးနားကအလုပ်သမားတွေကကျွန်တော်ကို18 19နှစ်အရွယ်ပဲရှိသေးတာမြင်တော့တယောက်တစ်ပေါက်နဲ့တန်တယောက်ဝင်နေကြတာပေါ့လူပြိုပေါက်လေးကဘာများတိမှလဲဆိုပြီးတော့လေဒါပေမဲ့ကျွန်တော်ကတော့သူတို့ကိုဂယုမဆိုင်အားပါဘူးဘာလို့လဲဆိုတော့ဒါဟာကျွန်တော်ကူးပြောင်းလာတဲ့19နှစ်အတွင်းမှာမိစ္ဆာလို့ယူဆရတဲ့အရာကိုပထမဆုံးအချိန်တွေ့ဘူးတာမို့လို့ပါဒါနဲ့ကျွန်တော်လည်းချက်ချင်းပဲလုံပူကိုကောက်ကင်လိုက်တဲ့စိတ်ထဲမှာတစ်ခုပဲရှိတယ်ဒါကဘာပဲဖြစ်ဖြစ်တွေးထွက်အောင်ဖောက်နိုင်ရင်တက်လို့ရတယ်ဆိုတာပါပဲအလုပ်သမားတွေကတော့ကျွန်တော်ကိုဝိုင်းထားကြတာပေါ့တိုက်စုံနဲ့ကိုစော်ကားမိပြီးချိန်စာတင်မှာကိုကြောက်နေကြတာလေကျွန်တော်ကမန်နေဂျာဘက်ကိုလှည့်ကြည့်ပြီးအလုပ်တွေကြံ့ကြာလို့ငွေလျော်ပေးချင်သလားဒါမှမဟုတ်ဒီကြောက်တုံးကိုဖောက်ခိုင်းမလားလို့မေးလိုက်တယ်မန်နေဂျာက2စက္ကန့်လောက်စဉ်းစားပြီးတော့ချက်ချင်းပဲလက်ဝဲရမ်းပြီးလှုပ်ခိုင်းလိုက်တယ်ခွင့်ပြုချက်ရတာနဲ့ကျွန်တော်လည်းလုံပူကိုချက်ချင်းနှိုးပြီးအဲ့ဒီထူးဆန်းတဲ့ကြောက်တုံးကြီးကိုအားနဲ့ဖောက်ချလိုက်တယ်ဘေးနားကအလုပ်သမားတွေကတော့အဲ့ဟက်တကြီးကြည့်နေကြတာပေါ့အခုခေတ်လူငယ်တွေကတော်တော်လေးတတိရှိတာပဲလို့တိုးတိုးလေးပြောနေကြတယ်ဒီလူကိုခေါ်လိုက်တာတကယ်မှန်သွားတာပဲပေါ့ပိုက်ဆံတိုးပေးရမယ်အပိုစုကြီးပါပေးရမယ်လားစာပြင်စုချင်းငွေ1000ထပ်ပေးလိုက်တဲ့ကျွန်တော်ဖတ်ဖူးတဲ့ကျန်းစာတွေအရဆိုရင်ဒီအရာကမိစ္ဆာဖြစ်ရမယ်မဟုတ်လားဒါပေမဲ့ဘာလို့စနစ်ကအခုထိဘာမှမလုပ်ရှားသေးတာလဲတုတ်ပြန်မှုလေးတစ်ခုခုပြပါဦးအဲ့ဒီလိုတွေးနေတော့မှပဲကြောက်စအချို့ပြုတ်ကျသွားပြီးမထင်မှတ်ပဲကြောက်တုံးရဲ့အကွဲကြောင်းထဲမှာလူမျက်နှာတစ်ခုပေါ်လာတယ်အဲ့ဒီမျက်နှာကမျက်လုံးတွေကိုရုတ်တရက်ဖွင့်ကြည့်လိုက်တဲ့ရုပ်ကအရန်ကိုကြောက်စရာကောင်းတာအလုပ်သမားတွေလည်းလန့်ဖြတ်ပြီးဟိုဒီထွက်ပြေးကုန်ကြတာပေါ့မန်နေဂျာကလည်းကျွန်တော်ကိုအမြန်ပြေးဖို့လန့်អော်တယ်ဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုပြန်နှုံးထုတ်လိုက်ပြီးပို့ပြီးတော့တောင်းအားဆိုင်ပြီးဖောက်လိုက်သေးတယ်ဘာလို့လဲဆိုတော့ဒါဟာမိစ္ဆာအစ်စ်ပဲဆိုတာကျွန်တော်တေချာသွားပြီမို့လို့ပါကျွန်တော်ရဲ့မဆုံးမနစ်စူးစမ်းမှုကြောင့်အဲ့ဒီထူးဆန်းတဲ့ကြောက်တုံးကြီးဟာနောက်ဆုံးတော့နှစ်ချမ်းကွဲသွားခဲ့တယ်အဲ့ဒီနောက်မှာတော့စနစ်ရဲ့အတိပေးတန်ကကျွန်တော်ဦးနောက်ထဲမှာမြည်ဟဲလာခဲ့တယ်နောက်ဆုံးတော့ကျွန်တော်ဟာပထမဆုံးမိစ္ဆာဖြစ်တဲ့နန်ရှမ်းဝင်ရှိကိုဖမ်းဆီးနိုင်ခဲ့ပြီးဒါအပြင်ရွှေရှင်လန်းစင်အရာခက်သိန်းကိုဖျက်တောက်နိုင်ခြင်းဆိုတဲ့ဆုလပ်ကိုလည်းရရှိခဲ့တယ်နောက်ဆုံးတော့စနစ်ရဲ့အသုံးဝင်ပုံကိုတည်သွားပြီးမိဘမဲ့ဘဝနဲ့ငရဲခန့်လိုခက်ခဲတဲ့ဘဝကိုမိဘမဲ့ကေဟာမှာ14နှစ်ကြာဖြစ်တန်းခဲ့ရတဲ့အကယ်ဒီစနစ်တာမရှိရင်ကျွန်တော်လည်းဘဝကိုအဆုံးစီရင်မိမှာတေချာတယ်နန်ရှမ်းဝင်ရှိဒါဟာရှေးဟောင်းကျမ်းစာတွေထဲမှာမှတ်တမ်းတင်ထားတဲ့ရွှေမိစ္ဆာတစ်မျိုးပဲဒဏ္ဍာရီအရနန်ရှမ်းဝင်ရှိဟာနှစ်ပေါင်းတောင်းချီကျင့်ကြံပြီးရင်အဖိုးအိုတယောက်အဖြစ်အသွင်ပြောင်းနိုင်တဲ့နမင်းတွေနဲ့မျိုးစောင်းတဲ့တွေတောင်သူ့ကိုမနှိမ်နှင်းနိုင်ကြဘူးသူကျင့်ကြံထားတဲ့ရွှေရှင်လန်းစင်ဟာတောင်တွေကိုဖြိုခွဲနိုင်ပြီးကြောက်တုံးတွေကိုအကွဲစေနိုင်တဲ့ဘယ်ရာကမှသူ့ကိုမတားဆီးနိုင်ဘူးဒီကဘာမှာဒဏ္ဍာရီလာနန်ရှမ်းဝင်ရှိနဲ့ကြုံရလိမ့်မယ်လို့မထင်ထားခဲ့ဘူးအဲ့ဒါတောင်အသွင်မပြောင်းသေးတဲ့အကောင်ပေါ့ဒီတခါတော့တကယ်ကိုကံကောင်းသွားတာပဲဖြစ်သမျှကိုအဆအဆုံးမြင်တွေ့ခဲ့တဲ့မန်နေဂျာကတော့ကျွန်တော်ကိုတတွတ်နဲ့ချီကျူးနေတော့တာပေါ့ကျွန်တော်လိုတတိရှိတဲ့တက္ကသိုလ်ကျောင်းသားမျိုးတစ်ခါမှမမြင်ဘူးတဲ့ဒါပေမဲ့ကျွန်တော်ကတော့သူ့ရဲ့ချီကျူးစကားတွေကိုနားမဝင်အားပါဘူးပိုက်ဆံတိုးပေးလို့ရမလားဆိုတာပဲမေးလိုက်တယ်မန်နေဂျာကလည်းလက်ဝဲရမ်းပြီးစုချင်းငွေ1000ချက်ချင်းပေးမယ်လို့ကတိပေးလိုက်တယ်ကျွန်တော်ကတော့မြေပြင်မှာခဏလောက်ရှာဖွေကြည့်ပြီး2ရက်လောက်ခွင့်ယူခြင်းတယ်လို့ပြောလိုက်တယ်တကယ်တော့ကျွန်တော်ပြန်လာဖို့စိတ်မကူးတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ရဲ့စနစ်ကပွင့်သွားပြီလေဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာကျွန်တော်အတွက်ဘာတန်ဖိုးမှမရှိတော့ဘူးဒါပေမဲ့အဲ့ဒီနေ့ညမှာပဲခုနှစ်ရ49ဌာနကဝန်ထမ်း2ယောက်မန်နေဂျာစီကိုရုတ်တရက်ရောက်လာခဲ့တယ်သူတို့ရောက်ချင်းပဲအဲ့ဒီကြောက်တုံးဘယ်မှာလဲဆိုတာကိုမြင်မြင်ကြတယ်ပြည်ထနာကနေကင်းဝေးအောင်မန်နေဂျာကလည်းကျွန်တော်အကြောင်းကိုအကုန်ဖွင့်ပြောလိုက်တာပေါ့တကယ်တော့သူကျွန်တော်ကိုကြောက်တုံးဖောက်ခိုင်းကြတဲ့ကတာဝန်အားလုံးကိုကျွန်တော်ခေါင်းပေါ်ပုံချဖို့ကြံစီထားတာလေအဲ့ဒီအချိန်မှာပဲကျွန်တော်အိမ်ပြန်ရောက်ပြီးလုပ်ငန်းခွင်ကနေကောက်လာတဲ့ကြောက်စတွေကိုထုတ်ကြည့်နေမိတယ်ဒါကဘာအတွက်အသုံးဝင်မလဲမသိဘူးအကြာကြီးစဉ်းစားပေမဲ့အပြေမထွက်တာနဲ့ပစ္စည်းတွေတင်ပြီးအိမ်ပြောင်းဖို့ပဲပြင်လိုက်တယ်အဲ့ဒီအချိန်မှာပဲအောက်ထပ်မှာလူလေးတစ်ခုကိုရုတ်တရက်မြင်လိုက်ရတယ်သူဟာကိုတုံလီနေပြီးကျွန်တော်ဘက်ကိုလက်ညှိုးထိုးနေတယ်ကျွန်တော်နေတဲ့အထက်ကိုတောင်းကြီးနဲ့ရေတွက်နေတာအဲ့ဒီလူလေးဟာမိစ္ဆာကောင်မှန်းသိလိုက်ရတော့ကျွန်တော်ချက်ချင်းပဲသတိဝင်သွားတယ်ဒါနဲ့အောက်ထပ်ကိုလမ်းပြီးကျွန်တော်ရဲ့အခန်းနံပါတ်ကိုအော်ပြောလိုက်တယ်တတိရှိရင်တက်လာခဲ့လို့စင်ခေါ်လိုက်တာပေါ့ကျွန်တော်အတန်ကိုကြားတာနဲ့အဲ့ဒီလူလေးကချက်ချင်းလှုပ်ရှားလာတယ်ပို့ပြီးအန်ဆိုဖို့ကောင်းတာကသူ့နောက်မှာနောက်ထပ်မိစ္ဆာတကောင်ထပ်ပေါ်လာတာပဲတနေ့တည်းနဲ့နှစ်ကောင်တောင်ရောက်လာတာပေါ့ကျွန်တော်စိတ်ထဲမှာအယမ်းကိုရင်ခုန်သွားမိတယ်တစ်ဖက်ကလည်းတွေးမိတာကဒီကဘာမှာမိစ္ဆာတွေဒီလောက်တောင်များနေတာကိုဘာလို့ကျွန်တော်ကို19နှစ်တောင်ဆောင်ခိုင်းထားရတာလဲဆိုတာပါပဲစဉ်းစားနေတော့မှပဲပထမဆုံးမိစ္ဆာကောင်ကနေရန်ကိုကပ်ပြီးတက်လာခဲ့တယ်မျက်စိတမိတ်အတွင်းမှာပဲကျွန်တော်ရှေ့ကိုရောက်လာတယ်ကျွန်တော်လည်းကိုတင်းပြီးအခန်းထဲကိုအမြန်ဝင်လိုက်တယ်မင်းနဲ့ပဲရွှေရှင်လန်းစင်ရဲ့စွမ်းအားကိုစမ်းကြည့်ရတာပေါ့မင်းကိုမင်းတော်လာပြီးထင်နေတာလားတကယ်တော့တေးဖို့လာတာပဲအဲ့ဒီအချိန်မှာပဲခုနှစ်ရ49ဌာနကစုံစမ်းစစ်ဆေးမှု2ယောက်လဲအောက်ထပ်ကိုရောက်လာခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲသူတို့ဟာကောင်းကင်ကနေပြုတ်ကျလာတဲ့လူလေးတစ်ခုကိုမြင်လိုက်ရတယ်သူတို့ဘာဖြစ်မှန်းမသိခင်မှာပဲကျွန်တော်က15ထပ်ကနေနောက်ကနေခုန်ချလိုက်တဲ့တကွက်တဲနဲ့တင်မိစ္ဆာကောင်ကိုအပိုင်းပိုင်းဖြတ်တောက်လိုက်တာပေါ့စုံစမ်းစစ်ဆေးမှု2ယောက်လဲအန်းစားပြီးပါဇက်အဟောင်းသားဖြစ်သွားကြတယ်အဲ့ဒီလူလေးရဲ့တကယ်ရည်ရဲ့ချက်ကကျွန်တော်ကိုတက်ဖို့ဆိုတာသူတို့ချက်ချင်းတိလိုက်တဲ့စုံစမ်းစစ်ဆေးမှု2ယောက်ဟာအန်စလုံးလို့မြင်တက်နေကြတယ်ဘာလို့လဲဆိုတော့သူတို့သာဆိုရင်ဒီတိုက်ပွဲဟာတကယ်ကိုခက်ခဲတဲ့တိုက်ပွဲတစ်ခုဖြစ်မှာတေချာလို့ပါပဲပို့ပြီးအန်ကိုပို့ကောင်းတာကကျွန်တော်15ထပ်ကနေခုန်ချလာတာတောင်ဘာတန်ရမှမရတာပါပဲဒီစွမ်းအားကတကယ်ကိုနည်းနည်းလုံးနဲ့အဲ့ဒီအချိန်မှာပဲစနစ်ရဲ့အတိပေးတန်ကထပ်မိလာတယ်မိစ္ဆာဝန်ရှန့်ကိုဖမ်းဆီးခြင်းအောင်မြင်သည်ဝန်ရှန့်ဆိုတာရှေးဟောင်းကျမ်းစာတွေထဲမှာမှတ်တမ်းတင်ထားတဲ့မိစ္ဆာတစ်မျိုးပဲသူဟာတဘာဝတရားနဲ့တရားတည်းဖြစ်နိုင်တဲ့စွမ်းအားရှိတဲ့အဲ့ဒီအခြေအနေမှာအမျိုးမျိုးသောကျင့်စဉ်တွေကိုအမြန်ဆုံးလေ့လာနိုင်တဲ့ကံမကောင်းတာကကျွန်တော်စီမှာကျင့်စဉ်ကျမ်းတစ်ဆောင်မှမရှိသေးတာပါပဲအဲ့ဒီအချိန်မှာပဲခုနှစ်ရ49ဌာနကဝန်ထမ်း2ယောက်
ကျွန်တော်စီရှောက်လာပြီးရင်ရင်ကြေးကြေးနဲ့ကျွန်တော်ရဲ့အမိကိုမင်းမြန်းကြတယ်ပြီးတော့ကျွန်တော်နဲ့စကားပြောချင်တယ်လို့ပြောတယ်ခုနှစ်ရ49ဌာနဆိုတဲ့စကားလုံးကိုကြားလိုက်ရတော့ကျွန်တော်ချက်ချင်းစိတ်ဝင်စားသွားတယ်ဘာလို့လဲဆိုတော့အဲ့ဒါဟာရှိုးဝက်စမ်းကြမှုတွေနဲ့ပြီးနေတဲ့အထူးဌာနတစ်ခုမဟုတ်လားဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိစ္ဆာရဲ့အလောင်းဟာအရေးအယောင်တောင်မကြံပဲပျောက်ကွယ်သွားတာကိုတွေးလိုက်ရတယ်ဘေးနားကအမျိုးသမီးစုံစမ်းစစ်ဆေးရေးမှူးကပြောပြတယ်အဲ့ဒီမိစ္ဆာဟာဝန်ရှက်အမျိုးအစားမို့လို့တေးပြီးရင်မြေကြီးထဲမှာပျော်ဝင်သွားတတ်တယ်တဲ့ဘာမှအသားမှကြံခဲ့မှာမဟုတ်ဘူးဒါကိုကြားတော့ကျွန်တော်လည်းနှမျောသားစွာနဲ့တပ်ပြင်းချလိုက်မိတယ်မကြခင်မှာပဲအာဘာလို့လဲ